rock paper scissors Okay. 1 2 3 Okay. Flat episode. reflect ဆိုဆိုင် တခု 那 rough flash 好吧 သူနဲ့နေရတောက်စစ်ဖြစ်တယ်ပါညာ okay me Aquarius ဘာကြော ကျွ င့် န်တော် Sagittarius ဆိုတော့ကျွန်တော်ဘာကို ထောက်ခံနေရှိတ်လိုက်ဘာကြောင့်လဲပြောလိုက် ဟိုကဘာကိုကြီးကျွန်တော်သူကအရင်ဒီလေးလို့ပြောတယ်ကိစ္စအရင်ဒီလေးလို့ကျွန်တော် Sag ကျတော့တခုဆိုရင်ပေါ့ပါပဲပြန်လို့ကျွန်တော်အဲ့လိုရှောက်ပလုပ်တယ်ဆိုတော့ဒီကိုနဲ့တွေ့ရှင်ကြတယ်ကျွန်တော် Zodiac sign နဲ့တော့စဉ်းနေနေတယ် ထောက်ခံပါလေဘာကူပါဘာကူပါ Aquarius ကဘာလို့သူတို့အများနဲ့ show ပြီးတော့တခြားသူတွေကသူတို့ကိုနားလိုက်စေချင်တယ်ဒါပေမဲ့သူတို့ကကိုယ်တိုင်ပါဇက်ကနေဖွေးမခပဲနဲ့တခြားသူတို့ဘယ်လိုနားလဲမှာဟုတ်တယ်ဆက်ဆံရတဲ့ခါပါလဲနည်းတော့အဲ့ဒါလိုတော့ထင်တာပဲဒါကကိုယ့်ရဲ့အမြင်ပေါ့နော် 1 2 3 စိတ်တူလေတဲ့ဆိုင် စိတ်တူလဲဆုံး sign ရ Aries က fire sign က fire sign ကိုသူကအရင်စိတ်တူတယ်ကျွန်တော်လည်းကတော့အဆင်ပြေတယ်ကျွန်တော် Zodiac နေတယ်သူကအရင်ဘာလာဖြစ်တယ် မိုင်းမင်း so ဘယ်ဆိုင်ကိုအကြိုက်ဆုံးလဲ အကြိုက်ဆုံးကျွန်တော်လည်းအဆင်ပြေ Gemini နေမျက်နှာနှစ် မ ဖက် လေးဂျမနာ ဒါနဲ့နေရ Gemini နဲ့မျက်နှာနှစ်ဖက်ပဲဒါပေမဲ့ Sag နဲ့အဆင်ပြေတယ်အဲ့တော့ why မျက်နှာနှစ်ဖက် ဟိုကသူတို့ကဗာလေရင်းရ energy ဆိုတော့ black and white always အဲ့တော့ Gemini နေတဲ့ Sag ရဲ့အဆင်ပြေတယ် 2 3 1 2 3 okay ဟုတ်လား ဆိုတော့နေပြလိုက်တာနေကပါဆိုင် ညာ Sagittarius Sagittarius ကသူများကို manipulate လုပ်ရတာကြိုက်လား Sagittarius ပြန် manipulate တော့မကြိုက်ဘူး ဟုတ်ပေါ့ မကြိုက်ဘူး ဒါပေမဲ့အရင်လောက်တာလေ ဟုတ်တယ်မဲ့ငါပြန်ကောက်လာလည်းမကြိုက်ဘူး အဲ့လို ကွာကိုနဲ့ live ဖတ်ဆုံးဆိုရဆိုင်ဟိုဟာလေးမယ် Capricorn Taurus တို့ကြိုက်တယ်သူ တွေ့ရနော် သူကကျတော့ long term အတွက်ကောင်းတယ်ကိုရီးယားကျတော့မငြင်း အမ Taurus လား အာ မောင်လေးပါစား ကျွန်တော် Sagittarius fire sign Fire sign ဒီကနေ့က Gemini air sign Air sign အမက Taurus Earth sign earth sign 2 3 ဒါကငါ ဘယ် sign ကလူရှိလူအများဆုံးလို့ထင်တယ် လီယိုလို့ထင်တယ် ဒီလိုလို့ထင်တယ်ဟာလား ဟုတ်တော်တော်များများအမားတွေ့ဘူးတဲ့လီယိုဆိုင်တော်တော်များများကွာအဲ့လိုဒီချစ်လို့ခင်များထင်တယ်ကျွန်တဲ့ဆိုင် ဒီလိုအများဆုံးလူရှိလူအများပါ အမရဲ့ ဟုတ်တယ်လေ ရီစာဟာဘာဆိုင်လဲ လီယိုနဲ့ဖာဂိုနဲ့ဖာဂိုရဲ့အရှမ်းဆိုးတယ်လီယိုတွေကတော့နည်းနည်းစစ်ပြီး ကြိုက်တယ် 2 3 ဟာ အမက Taurus ဆိုတော့ Taurus တွေကကောင်းပါလား S တွေကခေါင်းမာရဲဆိုတာကွာဟိုတခုခုရွေးချယ်ပြီးသွားလို့ရှိရင်အဲ့လမ်းကိုပဲသွားတာဟုတ်လားသူများရှိတော့အကြံဉာဏ်တောင်းနိုင်တယ်ဒါပေမဲ့ကိုကြိုက်တာပဲကိုလုပ်ပါကွာဒီလိုခေါင်းမာရဲလို့ပြောလို့ရတယ်ဆိုတော့ဆန်တယ်အဆိုင်တွေကတော်တော်များများအဆိုင်တွေပဲလိုက်ပါတယ် ဟုတ်လားအဆန် Taurus က Taurus နဲ့ပဲလိုက်ပါတော့နော် ဟုတ်လေအဆိုင်တွေမှာရှိရလေ Taurus ရှိတယ်နောက် Capricorn အဲ့ဒါရှိတယ်ပြီးသွားရင် ပါဘူး ရှိရောဘာကိုဟုတ်တယ် အဲ့ဒါ ဒါပေမဲ့ရမ်းဆိုးတယ်ဘာကို ဘာကိုမကြိုက်ဘူးမလား ဘာကိုကန် ဘာ ဆ ကို ယ် ကန်ဆယ် တကယ်ချင်းက Capricorn နဲ့ကြိုက်လား ကိုယ်ကြိုက်တယ် ကြိုက်တယ်ဟုတ်လားဘာလို့လဲ Capricorn နေဆိုကြိုက်တယ်ဘာလို့လဲဆိုတော့သူတို့ငါအဆိုင်နေဆိုကြိုက်တယ်သူတို့ကယုံရတယ်ပြီးတော့တစ်ခုခုဆိုရင် ထောက်ခံတယ် သူတို့အားကိုးရတယ်ပြင်ဒီမဲ့ငယ်ချင်းကတော့သူက Moon Capricorn အဲ့တော့သူကအရန် ဟာတကယ်ချင်းဟိုပါလေ1 2 3 သူ Gemini ကိုကြိုက်လားဘာလို့ကြိုက်တာလဲ Gemini ကဘာလို့ကြိုက်တာလဲ Gemini ကကြောအနေကကြော Gemini နဲ့ Sag ရဲ့ sister sign ကိုသူကတရားကိုကြောက် balance လုပ်တယ်အဲ့တော့သူကစီပြီးတော့ငါ Gemini နဲ့ပေါင်းမယ်ဆိုရင်ငါလည်းကောင်းများတယ်သူလည်းကောင်းများတယ်ဖြစ်တယ်ဒီလို sign နေဆိုရင်ငါကောင်းနင်ကကြောင်းလေးမြန်လိုက်တာပါညာဖြစ်တယ် Gemini နဲ့ကြောက်လို့မဖြစ်ဘူး Gemini ကြိုက်တယ်အဲ့ဒါ အမ 3 တကယ်ကြီး Aquarius တွေဘာလို့မဟုတ်လဲ ကျမရီစာဟာ Aquarius မို့လို့ပါ ဟို Taurus ပေါ်အမြင် ကောင်းမှာတော့သိကြတယ်sensitive ဖြစ်တယ်လို့ခံစားရတယ် ဟုတ်ပါအခုအသက်ဘယ်လောက်လဲမောင်လေးတက်ဘယ်လောက်လဲ ကိုက25 25အထိနေလာ25အထိနေလာနေမှာကိုယ့်ပေါ်မှာအရန်ပေါ့နော်ကိုအရန်မှတ်မိနေတဲ့ဆိုင်ကွာဟဲ့လားကိုအရန်စိတ်ဒုက္ခပေးခဲ့တဲ့ဆိုင်မှာဆိုင်ပြန်ညာတယ် သူရှိတဲ့ Aquarius ကသူကစိတ်ကြင်စားချက်မရှိအဲ့လိုမျိုးအရင်ခိုးဖြစ်တယ်အဲ့ဒါကြီးကလည်းကလေးကျန်နားမလဲ Aquarius ဘာကိုလေးကျအရင်လဲလို့တယ် ဘာကိုရပြောမယ်ဆိုတော့အကင်းပါတယ်ကွာ အကင်းပါတယ်ဗျအဲ့လိုမျိုး ပါတယ်ရန် တော်လဲတယ် အုံနောက်လည်းကောင်းတယ်အုံနောက်ကောင်းတယ်ဟုတ်တယ် နောက်က Scorpio နော် Scorpio ဆိုရယ် အရန်လောက်တယ်အဲ့ဒါယူအရန်ကြောက်တယ်1 2 3 Okay မောင်မေ
မမေးရမှာ မရမှာမရမယ်โอเคဇိုရီရဲ့ sign ရှိရပါဘယ်လိုလဲမိတောင်မျိုးဟုတ်တယ်အဲ့ဒီတည်းမှာကိုတကယ်လို့အဲ့ sign တစ်ခုကိုဖြတ်လို့ရမယ်ဆိုရင်ဖြောက်လို့ရမယ်ဆိုဘယ် sign ကိုဖြောက်ချင်2အောင်လို့ပဲပြင်ကောင်းမယ်ဟာ ကျွန်တော်ပြောချင်တာ cancer ဟုတ်တယ်ခဏန်းနေပြီပြ ကျွန်တော်ပြောချင်တာကျွန်တော်ရဲ့ rising ကလည်း cancer ဆိုမကြိုက်ဘူးအဲ့တော့ဘာလို့ဆို cancer ရတစ်ခုဆို emotion ဖြစ်တယ်တစ်ခုဆိုရင်ဒါပေမဲ့ကျွန်တော်တကယ်လည်း emotion မလားဆိုမဖြစ်ဘူးဒါပေမဲ့ rising ရဲ့သဘောက first impression မှာဆိုရင်ကျွန်တော်မြင်လိုက်တယ်နော်ဒီက emotion ဖြစ်တဲ့ပုံစံမျိုးကျွန်တော်မြင်တာလည်းကြိုက်ဘူးအဲ့တော့ cancer ကြီးပြောပြရှင်တယ် ဆိုင်နေ ဒီလိုတကယ်ရှင်တယ် glorious ကိုပြောလိုက် အဲ့ဆို Aquarius ပဲ ဘာ ပါ ကြောင့်လဲပြောဘာကြောင့်လဲ ဘာကြောင့်လဲဆိုတော့ နားလေရကတ်တယ် နားလေရခက်တယ်သူတို့နားလေဖို့လည်းအရင်ခက်တယ်လို့ထင်တယ်